အလွမ်းဆိုတာလွမ်းမှုတသက်ဖြစ်လာတဲ့ဝိနာကံတာပဲငါပတ်ဝန်းကျင်မှာနေအောင်မရှိဘူးအလင်းဖြဖြလေးတော့မရှိမင်းလည်းရှိမနေသလိုငါစိတ်ကလည်းငါနဲ့အစေးမကပ်ဘူးလေထားတော့ကောင်းငင်ကိုကြည့်ဝေးဖို့လိုတယ်ဆိုတဲ့အတွေ့ကဝေးကြရမှာပဲဒါကဂျိုကြီး108လုံးကိုငါရင်ပတ်တဲ့တိတ်ထဲ့တယ်လို့ရည်တန်ချုပ်ကိုတန်းတာရင်လဲအကျော်ဆွဲရမျက်တောင်တစ်ချက်ခန့်နဲ့လဲပိုးဖလန်လို့မိဘုံနဲ့ပြေးတူခဲ့ရဒုက္ခဟုတ်တယ်အလွမ်းဟာဒုက္ခလွမ်းမှုသတိရနေတာကလည်းဒုက္ခရင်းနှီးနှွေးထွေးခဲ့တဲ့အချိန်တွေကလည်းဆယ်ကပြန်ဒုက္ခကိုသိန်းရနံလေးတွေကအစစပိုင်ဒါမန်ပြစ်လွတ်လိုက်တဲ့ပင်ကူမြင်လို့ငါဒုက္ခမှာလုံးထွေးလို့မာရီယာငါကကျဲပါဒါပေမဲ့အသက်ရှူဖို့မေ့နေတဲ့ကျဲမွဲတစ်လုံးလေးမင်းမျက်နှာကွက်ကလေးပဲလင်းစေခြင်းနဲ့ကျဲမင်းခြေလမ်းအကြွကိုပဲလမ်းပြခြင်းနဲ့ကျဲကိုချစ်ချင်းမှာကိုယ်တိုင်ယူနေတဲ့ကျဲပေါ့လွားလိုက်တာထပ်ပြောမယ်လွားလိုက်တာဓားကဓားသွေးကြောက်ကိုလွမ်းသလိုငါမှလွမ်းရငါးကရေကိုလွမ်းသလိုငါမှလွမ်းရကိုထမင်းကိုစားပြီးအတလွတ်လွမ်းရကြည့်လွမ်းရပြီဆိုရင်အရက်10မျက်နှာကဘာကြောင်းမှမตายရဘူးလေမတိုက်ဘူးခလုတ်တိုက်ရင်လည်းမနာဘူးချင်ကပ်ရင်လည်းမရဘူးကိုဒုက္ခမှာကိုဇံဝင်စားလို့မာရီယာပြန်လာခဲ့လူတတန်းကတိတ်တူတယ်လေဖေဟာတရားလည်းမမေ့နဲ့မိဘကျေးဇူးလည်းမမေ့နဲ့ငါ့ကိုလည်းမမေ့နဲ့ကွေးတော်လက်မဆန့်မီဆန်တော်လက်မကွေးမီငါတို့ချစ်နေကြဖို့လိုတယ်လေမင်းရဲ့17မီမှာငါမီးလုံးမဲငါ17မီမှာအာရန်ရဲ့နိုင်ရိုးတစ်ချောင်းကိုစားလီဖြူပြီးစားတေးလှုပ်ရှားဖို့ပျော်ပွဲစားထွက်ကြပေါ့ပြောရအောင်မယ်မာရီယာလူတိုင်းကကိုယ်ကဏ္ဍနဲ့ကိုမဟုတ်လားစကလုံးတွေမရှိတော့တဲ့အခါအရေးတယူပြုခြင်းနဲ့တရားစီရင်ပိုင်ခွင့်ရဲ့ဟာကွက်တွေဟာရှေးဟောင်းတကားတစ်ချက်လိုပြုံးပြုံးလေးလော့ကျသွားခဲ့တယ်ဓာတ်ရှင်တွေထဲမှာလူမိုက်ကားတွေအရိုက်များပြီးလူမိုက်တယောက်လို့ကိုအထင်ရောက်နေသူတွေတန်လျက်မှန်သိရနှကန်းပြင်းရှာတက်နေတဲ့သူတွေတခင်တော်မသိလိုက်တဲ့ကျွန်တွေရဲ့လူဘာဝမှုတွေပင်လယ်ထဲစားတစွန်းပစ်ထဲပြီးပင်လယ်ကြီးကကိုကြောက်ပဲငန်းသလိုငါတို့ရဲ့နှထင်သွေးရောက်မှုတွေပါမာရီယာမကြည့်ပဲမြင်နေရတာကမှအစ်စ်မှန်ဆိုရင်အောင်မြင်မှုဆိုတာအနိုင်ရှုံးနေနဲ့မတတ်ဆိုင်တဲ့ငြိမ်းချမ်းအေးမြမှုပါလက်နှစ်ဖက်ရှိပြီးချစ်ရသူတွေကိုမယူရနိုင်မှာဖြစ်ချင်နိုင်ဖြစ်နေတဲ့ခစ်ထဲနောက်ပြန်လှည့်ခဲ့ရုံနဲ့ပြက်နေတဲ့တမိုင်းကိုဖတ်ရမှာကိုငါကြောက်တယ်မာရီယာအမိုက်မပြေရဆိုတဲ့ဆိုင်းဘုတ်ကိုတော့အမိုက်လို့ကြည့်မြင်ကြသေးတာပဲမှတ်တမ်းတွေဆိုတာမှတ်ဉာဏ်တွေအားနည်းချောင်းပြသနေသလိုပေါ့ငါပြန်လာခြင်းမီမာရီယာတနေ့နေ့ပေါ့လေမိုးရွာတဲ့အခါလေတွေတိုက်တဲ့အခါတိမ်တွေလွင့်လာတဲ့အခါကောင်းငင်ကိုသတိထားပြီးကြည်ပေးပါငါမျိုးလေးပေါ်ငါခုန်ချခဲ့ပါမယ်မာရီယာမင်းမျက်လုံးထဲမှာအတပြာရနံ့တွေမမောင်းပဲပြေးနေတဲ့မြင်းရိုင်းတစ်ကောင်လိုသူတို့အတွက်မင်းကအိမ်မက်ဒီထက်မကတဲ့လေလွင်ခြင်းနဲ့မြို့ပြက်ပြီးမှခွေးလို့မင်းကပြောလိုက်မယ်ဒါဟာမာယာပါလို့
မာရီယာဘာနာရပ်ပေါ်တင်နေတဲ့နှင်းဆက်ဆိုတာမင်းမသိခဲ့တဲ့မျောလင်းချက်ဆိုရင်ကဘာကြီးလည်နေတာမင်းနဲ့မဆိုင်တလို့ပေါ့ဆိုလိုတာကမင်းတို့ရေသိမ့်ခဲ့တာတုံညတွေကြောင့်တန်မိုးမြင့်နေတဲ့မာနတွေလို့လေပေါ်ပါခြင်းကိုတတ်မှတ်နေသမျှလေးလံခြင်းကနှောင်ကျိုးပဲမာရီယာမင်းတက်ထားတဲ့ငါးစာကမျောလင်းချက်ဆိုပေမဲ့ငါးတိုင်းကတတ်မှတ်မယ်လို့ထင်နေတာမင်းအမှားပဲမာရီယာဟိုးမှကြည်စမ်းလှိုင်းထန်သွားတဲ့ကံရည်ပြင်ဟာအချိန်တန်ရင်ပြန်လဲငြိမ်သက်သွားတာပါပဲမင်းပြစ်လိုက်တဲ့ခဲသလုံးဆုံးရှုံးသွားတဲ့အတွက်တော့မင်းရင်ဝင်ဟာကံရည်ပြင်လို့ပေါ့ပေါက်ပင်ကိုင်းတိုင်းဗျိုင်းနာခဲ့တာမဟုတ်ဘူးတမှုရီနယ်မှာဘယ်အရာကဘာပါလို့ထင်ထင်ရှားရှားပုံဖော်ခြင်းလည်းမစွမ်းသာတရွက်ကြွေတိုင်းလီတူးတာမဟုတ်ဘူးမာရီယာနုမာစေဖွဲ့ပူအေးထောက်ကန်းဓာတ်သဘောတွေကိုကြော်လွန်ပြီးအရှိတရားတွေရဲ့ဟိုးဘက်အချမ်းမှာအချစ်နဲ့အလွမ်းဆိုတာဘာသားနဲ့ထုထားတာမှတ်လို့မာရီယာညွတ်ပြောင်းတဲ့ကြော်ကွင်းမှာတားကောင်တွေယုံထားတယ်လို့မျိုးကြော်ကွင်းတွေရဲ့သဘောကကျိုးလှန်ထားတဲ့တကွင်းပါပဲငါတော့အချိန်ချင်းသေးခဲ့ပြီမာရီယာတူတူလေးညီးနေတယ်ဆိုပေမဲ့ရဲရဲလေးသာကြံနေသူအတွက်နာကျင်မှုပါပဲယုံနှန်းစကားတွေလိုကြဆိုရင်ဖတ်ပေါ်ကြတဲ့စူးလဲဝေဒနာကိုခံစားလွယ်ကြပါတယ်တရောတလက်ထဲမှာဂီတမရှိဘူးရင်ဘတ်နဲ့အုံနောက်ကလာတာပါရောမမျိုးမီးလောင်တာလဲဂီတနဲ့မှမဆိုင်တာအဲ့ဒီမီးတွေကလည်းရင်ဘတ်နဲ့အုံနောက်ကလာကြတာပါဂီတနဲ့မီးတောက်တွေရဲ့ဖန်တီးမှုကိုတော့မင်းကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်တကယ်ဆိုရင်ငါတို့မမားခဲ့ကြသလိုမှန်လဲမှန်မနေဘူးလေတစ်ချိန်မှာပေါ့မာရီယာအမားတွေထားခဲ့ပြီးမင်းနဲ့ငါမာရီယာလေဘင်းကိုညှစ်ထားတဲ့သူကဒီအတိုင်းကြာကြာနေနိုင်တာပေါ့လေအညစ်ခံထားရတဲ့သူကတော့ကြာကြာမှဘယ်နေနိုင်မလဲအချိန်နေနဲ့အချိန်ခါဆိုတာအဲ့ဒီလိုကွာပါတယ်မာရီယာပေါ်ပါခြင်းနဲ့လေးလံခြင်းဆိုတာစုပ်ကင်ထားသူပေါ်ပဲမူတည်တာမဟုတ်လားလွတ်ချလိုက်ရင်ပေါ်ပါမယ်ဆိုတာသိရအဲ့ဒီအတွေးကလေးလံနေတတ်တာမျိုးလေမာရီယာရေမယူဘဲနဲ့ငါရခဲ့ပြန်ပြီအပင်ထက်အသီးအပွင့်ကိုပဲတတ်မှတ်ကြတဲ့လောကရဲ့ဖြစ်စဉ်တွေတဲ့အိမ်မက်ကိုဘလို့ပြိုးရပါမလဲကွယ်ကဘာကြီးရဲ့ပြည့်ရကြောတွေဟာအညမညသဘောရတောင်နှမ်းနေတဲ့ဂျိုင်ဝန်းတွေကိုဖန်တီးကြသလိုစိတ်ရဲ့အတွင်းသားတဲ့စိတ်ကစားနေတဲ့စေတသိက်တွေနဲ့ပိုးဆုံးညူးလေးတွေမီးလုံးနဲ့ထက်ဖမ်းပြီးမင်းသွားမဲ့လမ်းတိုင်းကိုအလင်းနုနုလေးဖြန့်ခင်းပေးခြင်းခဲ့တယ်အနိစ္စပါမာရီယာဒုက္ခပါမာရီယာအနတ္တပါမာရီယာအမြင့်တဖွယ်ကျေးဇူးပြုတတ်သောတရားတွေငါအားလောင်ကျွမ်းချိန်ထိမင်းအနားမှာခိုးကပ်နေခွင့်ပြုပါတကယ်တော့မိဖုရားမရှိတဲ့တိုင်းပြည်ပါမာရီယာဘယ်ตายရပါမလဲအယောင်သွေးဆုံတဲ့ခံစားမှုတွေတဲ့အသွေးရောင်၆ကန်းနေတဲ့ဘယင်လဲမလုပ်လို့ပါတောင်တွေကမြင့်နေတာမဟုတ်ဘူးတိမ်တွေကနှိမ့်လာတာအဲ့ဒီတိမ်တွေရဲ့မမြင်ကွယ်ရမှာမောင်းနှင်သွားတဲ့ယထာတစင်းလိုပါပဲအခွန်ကြီးပဲရွေရှားသွားတယ်လို့ပေါ့မျောလင်းချက်ကိုပြန်မျောလင့်နေရတာဟာပင်လေတဲ့ငုတ်ဝင်သွားတဲ့နေမင်းကြီးလိုနောက်ွယ်မှာငေးကြံရစ်မဲ့သူကိုမျောလင့်ချက်နဲ့နောက်ဆန်တင်းစေတယ်လေဆွေးမြေ့တဲ့တကိုင်းကြောက်လေးတွေကြားမှာခရုငယ်လေးတစ်ကောင်ရဲ့လှုပ်ရှားမှုဟာနှိကွေလွန်းနေဆိုပေမဲ့အဲ့ဒီတကိုင်းလေးတွေမကြိုးသွားစေချင်တာလည်းဖြစ်နိုင်ပါတယ်ဘယ်အရာတွေကအတိတ်ပဲအမှန်ပါလဲထင်ကြံစေချင်တာတွေက
ခြေရာတွေမဟုတ်တာတော့သိချခဲ့ပါတယ်မာရီယာစစ်မှန်ဆိုတာပန်းပွင့်ချက်ကလေးတွေပေါ်ကရေပေါက်ကလေးတွေလိုပေါ့တကယ်တမ်းရှော့ကြလာတာကဘဝတွေပါဟိုတုန်းကဘောလို့စကားဆခဲ့ပြီးအခုတော့ဆိုတဲ့စကားမှာပွာဟသွားတဲ့အချိန်တွေဟာမြင်းရိုင်းပေါက်ကလေးခုံမြူးနေသလိုပါပဲငါတို့ရဲ့ခီးတွေကကန်တွေမြောက်ပါမလားမသိကြကောက်ရတဲ့စက်ကူစွန်လေးလိုမျက်နှိုးပါမယ်မာရီယာအဲ့ဒီစွန်ကလေးကိုခြံခဲ့ပြီးလေထဲကိုပြန်တက်သွားခြင်းနဲ့စိတ်တွေဖြစ်လာတဲ့အခါခီးဆိုတာတွေကိုစိုင်းကြိုးလျှော့ထားပါတယ်ချိုရိုးရာတွေနဲ့စွန်ကလေးကိုအားနာလို့လေမာရီယာပေါ်ပါစွာရှင်သန်မာဆိုတဲ့စကားကိုလေးနက်စွာငါပြောပါတယ်ဘာမှမသိပဲအမြင်တန်းခဲ့ကြတဲ့ဇီဝိတတွေကင်ဆွဲပြီးအချိန်တွေကိုငါတို့ငှားသုံးနေရတာမဟုတ်လားငါပေါ်ချွေချခဲ့တဲ့မင်းရတဲ့အချိန်ကလေးတွေနဲ့အတူနှလုံးအိမ်တကားကိုကြက်ချထားခဲ့ပါတယ်ယူတတပြောပြရစီကွယ်မင်းကိုချစ်ပါတယ်ငါသွေးပြန်ကြောဟာသမုတ်တရား9စင်းလိုမင်းနာမည်နဲ့ခုံပေါက်စီးစင်းတယ်ငါအလွမ်းနေထူးကဲဒီတက်ပြီးမာရီယာဘောအတွက်နာကျင်အချိန်ပိုတွေမင်းနှခမ်းပေါ်တောင်ထွန်းခဲ့တယ်ဆိုကောလာဟာလာတွေနဲ့ကဘာမှာအစိတ်အရက်တစ်ခွက်တည်းမင်းအပြုံးတွေတွန့်လိန်နေတာတွေ့ပါရဲ့မာရီယာငါလွမ်းတဲ့စိတ်ကိုသုံးနဲ့မြောက်ပြီးယူယူတတလွမ်းပါရဲ့သမုတ်တရားတွေဟာကန်းကိုစွန့်ခဲ့သလိုလေမာဝဲတဲ့စွန်နေရာလေကိုစွန့်ခဲ့ကြတယ်မင်းလည်းငါ့ကိုစွန့်ခဲ့တာပါပဲငါမှာတော့ငါတန်တရားကိုမစွန့်နိုင်ဘူးမာရီယာရေတတ်တန်တစင်းရဲ့ညနေစာဟာအောက်ဆီဂျင်ဘယ်နှစပါပါတယ်လဲဝဲပါတစ်စုံဟာဘလို့နမိတ်ပုံပါလဲရာသီဥတုကမိုးပါသွားပြီတကယ်တမ်းငါမြင်နေတာတတ်တန်ဟာအယောင်9မျိုးမစုံပါဘူးပန်းမွင့်ကိုနင်းချေခဲ့တဲ့လေပြင်းဟာပန်းရနံ့ကိုမဖြစ်မနေတဲဆောင်ရတာပဲလေငါနားမှာမင်းရှိမနေသလိုငါစိတ်တွေကလည်းငါနဲ့ရှိမနေခဲ့ဘူးလွမ်းလို့ကောင်းတာလေးတွေရှာဖွေလွမ်းပါရဲ့မာရီယာရေအလွမ်းဆိုတာရေပူတဲ့ရေအေးထက်ကြိုခြင်းပဲလေချိန်နံပူတာလေးကိုကအရသာပေါ့မင်းကိုချစ်တယ်မာရီယာထို့ကြောင့်ငါပူလွမ်းပါတယ်မာရီယာရေတရားရှာကိုမတွေးတဲ့ငါကူငါကြည့်လိုက်တော့မင်းအကြောင်းကလွှဲရင်ဘာတရားမှမတွေ့မင်းရဲ့ဒုက္ခကိုငါချိုပါမယ်လို့ပြောခဲ့တော့ကမင်းပြုံးခဲ့သေးတယ်လေဖះတွေအဆူဆူပွင့်လဲအဲ့ဒီရေသွမ်းသွေးမှုမှာမီလုံးပြီးတန်ရာကိုအေးအေးတာတာအလျားလိုက်လက်ပစ်ကူးကျင်တာစမ်းမလားအမိုက်တကအမိုက်မောင်ကအဝိဇ္ဇာပါတဲ့ငါတို့တော့အမောင်ဆိုတာမင်းမပြုံးနဲ့နေပေါ့လောကမှာအလွယ်ကူဆုံးအလုပ်ဟာကရုဏာပေါ်မာရီယာနှိမ်ပါတယ်လို့မြင်စောလျင်စွာထွက်ပေါ်လာတတ်တယ်အခက်ခဲဆုံးအလုပ်ဆိုတာကတော့မုဒိတာပေါ့ကိုမဟုတ်တဲ့သူတွေရဲ့ကြီးပွားစီပင်မှုဟာစိတ်ရောက်ကိုပါဝမ်းသာပေးလိုက်ဖို့တစ်ဆိုနေတတ်ကြတယ်လေအိတ်တာနဲ့မစ္စထရီယာဟာစစ်ပွဲတွေရဲ့စမှတ်ပေါ့တိန်တွေကိုစစ်တမ်းကောက်ကြည့်တယ်ဘာသာဗေဒတွေကြားထဲမှာစကလုံးရှားတာဟာပြဿနာပါစัจ java လာရဲ့အဆုံးကိုစိတ်မှန်းနဲ့လွမ်းရတယ်လို့ရာဇုန်ဒီပေါ်မှာကခုန်ခဲ့ကြပေါ့ငါရောက်ခဲ့တဲ့အရက်တိုင်းမှာငါဥကောင်းတဲ့နှလုံးသားပါနေသည်၍အဲ့ဒီအရက်တွေကမင်းနဲ့မစိမ့်မှုမာရီယာရေလူတွေကကိုယ့်အမှန်နဲ့ကိုယ်ဂျောင်ပိတ်မိနေတတ်ကြတယ်လေအဲ့ဒီလိုပြောရင်လွတ်လပ်စွာမင်းညင်းဆိုနိုင်ပါတယ်ကိုယ့်အမှန်လေးချပြရင်သူတို့ဘာရဲ့အမှန်ကိုထီကဘာရီကဘာဝီယောဒီတွေဆိုတာကြီးထွားလာတတ်ကြတယ်ခါကငါပြောခဲ့ဘူးလို့ပေါ့
မှန်နေပေမဲ့မတရားတာတွေအများကြီးပါလို့ငါဝန်ခံပါတယ်မာရီယာတစုံတစ်ခုကိုငါရှာဖွေနေပါတယ်အဲ့ဒီຢာကိုငါကိုယ်တိုင်လည်းမသိပါဘူးဘာမှမသိတဲ့ဘဝဆိုတာကြီးပေါ်ရက်ကြည့်ရင်တစ်ဖြတ်ဖြတ်ပြေးလွှားနေတဲ့ဖြစ်ပျက်တွေဒုတ်ဓာလေးများခစ်အလွန်ရဲ့ဓာရုဘုံတွေရဲ့ကြားမှာအသက်တွေပေါ်လိုက်ငုံလိုက်ငါတို့ဆိုတာဘာတွေလဲမာရီယာရေငါကြောက်လိုက်တာဘာပဲဖြစ်ဖြစ်ကြပြားဆရာတွေကိုချစ်တောင်လေ့လာပါမာရီယာသူတို့ကလောကကိုအစိတ်မခတ်ဘူးလေလူတွေကိုအရေးတယူပြုခြင်းထက်ကြပြားလေးတစ်ကြောင်လောက်အတွက်လဲရက်ပေါင်းများစွာကြောင်တယောက်တည်းရှုပ်ရှက်ခတ်နေသူတွေပေါ့နောက်ကျောကထိုးမဲ့ဓားကိုကိုယ်တိုင်သွေးပေးလိုက်တော့မင်းပျော်သွားသလားမာရီယာအဲ့ဒီနေ့ကစားပြီးဘဝတနာဆိုတဲ့အကန့်အသတ်တွေကြားမှာအင်ကြီးအောက်ကကြည်ကာကအဲ့ဒီဓားအတွက်ပဲရည်ရွယ်ပါတယ်ဘာပဲဖြစ်ဖြစ်ရန်သူကိုယ်တော်မိတ်ဆွေလိုပဲပျော်စေချင်တာမဟုတ်လားမာရီယာရွှေဦးတနေ့တလုံးရဲ့ဇက်ကြောင်းမှာငန်းတကောင်ရိုက်တက်ခံရတာဟာဗတ္တကဘာရဲ့ဇယိုက်ပဲဆိုတော့ရေတဲ့ယောက်ျားအတွက်မျိုးရိုးကဒင်းငါးကိုမျက်စပစ်တာသိပ်မဆန်းပါဘူးချိန်ဝင်ရှာတစ်ဖက်မှာတော့အတပြားတွေကတာတာထိုးထိုးတဏှာတစ်ခုလုံးကျွင်းကြံရစ်ခဲ့တာတွေလေတောင်နေရတွေကပဲ့တင်ထက်ခဲ့ကြတာပေါ့ငါတို့မသိနိုင်တာတွေကိုပဲငါတို့ကိုယ်တိုင်အရေးတယူလုပ်ခဲ့မိတယ်နှလုံးသားတွေရဲ့ဘာသာစကားကိုယူကျိုးစွာနာကြားပါမာရီယာလူအဖြစ်ရဲ့မဖြစ်ညစ်တဲ့အချိန်တွေမှာဇာတိကနေမရဏအထိအမြင်လိုက်တန်းလာတာကတန်ရောစင်ပါတန်ရောစင်10ပါးမှာလဲဘဝရာဂတန်ရောစနဟာပိုပြီးပြင်းထန်တယ်လို့ပေါ့မာရီယာငါဟာကရုတ်ခေတွေ့ရင်မင်းမဲလို့အမှတ်မှားခဲ့တာကြာပါပြီဘာပဲဖြစ်ဖြစ်ပြုံးရှင်စွာနဲ့ငါလက်ခံပါတယ်ပျော်ရွှင်ခြင်းစစ်စစ်နဲ့ပျော်နိုင်ပါစေအမြဲတမ်းပဲပြည့်ပြည့်မယ်လို့ဘာကြောင့်ထင်မှတ်နေမှလဲမာရီယာဘဝဆိုတာကိုအိယာဝင်ပုံမြင်တွေရဲ့သားချော့တီးတီတွေကထွက်ကြလာတဲ့အမေမြတ်တာလို့မမျှော်လင့်ပါနဲ့အချိန်ရဲ့ပြီးတော့အခါရဲ့ကောင်းတဲ့ချိန်မှာကောင်းခဲ့ကြသလိုဆိုးတဲ့အခါမှာလည်းဆိုးရှာပါစေဒါဝမ်းနဲ့စရာမဟုတ်တာမာရီယာအတုံရဲ့ပြီးတော့အလှဲ့ရဲ့ဖြစ်တည်မှုတွေရဲ့ဘဝရဲ့အချစ်ရဲ့ဒသနာရဲ့အချိန်တန်ထွက်ခွာသွားကြမဲ့ဘဝယထာတွေအတွက်ဟောဒီဘူဒါတွေဟာကောင်းခြင်းဆိုးခြင်းတွေတိုးဝှေ့ကြရင်မျောလင်းချက်တွေသာအကွဲထွက်ကြလာခဲ့ကြတာမဟုတ်လားအမှန်တွေကြောင့်ပြောကြတဲ့အခါအချို့စကားလုံးတွေကရည်စရာပါဥပမာပြောရရင်ရင်ကောင်းတွေကခြံအောင်မလို့ပါဆိုတာလိုမျိုးပေါ့မှန်နေပေမဲ့ရေသွမ်းသွေးခံရတာနိုင်ပါပဲလေမာရီယာရည်စရာဖြစ်ကရည်စရာပါပဲရီမန်းချက်ကြီးမားသူတွေဟာစုတစိတ်တွေမှာပဲဘဝဆုံးသွားတတ်တယ်လို့မျောလင်းချက်ဆိုတာကလည်းထီကဘာကြီးကနေတွေပါပဲမောင်နဲ့မိုက်တဲ့နေတွေကုံဆိုးမှုတင့်ပြီမဟုတ်လားအလင်းပြပြလေးနဲ့လဲကခုန်ခဲ့ရဘူးတယ်မိโกတွေဥလာတဲ့အခါခေါင်းကိုအလိုလိုပြန်ဆန်းကြည့်မိတယ်လို့ပေါ့နေမားလာပြီဆိုရင်မာနကအရင်တာကျိုးတော့တာပဲမာရီယာမင်းမရင်နဲ့မာရီယာရည်စရာဖြစ်ကရည်စရာဖြစ်တယ်လို့ငိုစရာအဖြစ်ကလည်းကြာရှုံးသွားတာမျိုးမှမဟုတ်တာထွက်ပေါက်မရှိတော့တဲ့အခါနေရန်တွေကိုဖြိုဖျက်ဖို့ကြိုးစားခွင့်ငါမှရှိပါသေးတယ်မာရီယာငါပြန်လာခဲ့ပါမယ်နေလို့မကောင်းတော့တဲ့ကဘာမှာမင်းနဲ့ဝေးနေရတာလဲနေလို့မကောင်းခဲ့ဘူးလေနေအောင်ကြီးဟာနှွေးထွေးနူးညံ့ပေမဲ့လာရောင်ရဲ့အေးမြလန်းဆန်းခြင်းကိုလူတွေပူမူနှစ်သက်ကြသလိုပေါ့တစုံတဦးစီချစ်ချင်းမြတ်တာအနံထားပြီးနောက်ထပ်တစုံတဦးစီကိုအထုတ်လိုက်ထဲလိုက်ပြောင်းရွှေ့ခြင်းဟာပင်လယ်ပြင်ထဲကလင်းချင်းကလေးတိုက်ခတ်တယ်လို့မလွယ်ကူသင့်ဘူးပေါ့မိသားစုတွေဟာမိသားစုစိတ်တက်မထားနိုင်အိမ်ဆိုတာအတိုက်ပြက်ပဲမာရီယာအားလုံးကောင်းမှုဆိုတဲ့မျောလင်းချက်တစ်ခုကြောင့်ပဲစိတ်ဆန္ဒတွေကိုရေမျောလိုက်ဖို့ထိုက်တန်ပါတယ်တိုက်ကပြန်တန်းထွက်ခွာကြတဲ့အခါအတိုက်ကိုခြေကန်ပြီးအာယူတက်ကြရတယ်မာရီယာ
ဒါကတဘာဝပဲလေအတိုက်ကိုဦးစီးတဲ့ငှက်ဟာတောင်မှန်ရှက်တန်ကိုအလေးကယူမပြုဘူးလို့လင်းနန်ဓာတ်ထစ်အယူဆတွေကိုတော့ကျေးဇူးပြုပြီးလွှတ်ချပေးပါငှက်ပဲလေမာရီယာအတိုက်ကိုပြန်လာမှာပါဒီနဲ့ရင်းပြီးရေးပါမယ်နှလုံးသားနဲ့နားစင်ပါမာရီယာဝေယိုးစွန်းရဲ့အဆုံးမှာပုံးခိုစရာရှာရင်တဖြောက်ဖြောက်ကြွေကြနေတဲ့အလင်းဆက်ကလေးတွေလိုတပ်ပြင်းငွေ့ငွေလေးနဲ့မလုံလောက်တော့ပြုံးယုံလေးပြုံးပြီးပြိုကျသွားတဲ့တိရွက်အကျွေးတွေကြားမှာငါလမ်းပြောက်ခဲ့ဘူးတယ်တူတောင်းလုံးနဲ့မော်ဖူးခွင်မှာစမ်းကလေးတွေပေါ်ပန်းကလေးတွေအစီဖြတ်တန်းလမ်းကလေးတွေပေါ်မှာတန်ရောစင်အပြင်းစားတွေလုံလာထွေလာချစ်လာစွာသောမာရီယာတော်ဝင်သူရဲကောင်းတွေနဲ့အပြိုင်လေးညွန့်ငင်နေတဲ့လက်တွေဟာမြားတံကိုတေတက်အောင်မထိန်တတ်ပါဆူရှာတဲ့တဘိုးခရာတန်နဲ့ရိမ့်ထိုးသွားတဲ့နှလုံးခုန်တန်ဟာပြစ်လွတ်လိုက်တဲ့မြားတံထက်အရင်တပြင်းတွေကပြစ်မှတ်ရဲ့ဘိုးမှာစိုက်ဝင်လို့အိုးချစ်မာရီယာမြဝန်းတောင်းကလွင့်ကျလာတဲ့စူးရဲရဲရနံ့တွေကကဘာမြေတုံလုံးချင်းကိုစွမ်းနိုင်ရတဲ့တကွန်တွေအလံတွေစစ်ချီတဘိုးတန်တွေရဲ့ဟိုးတစ်ဖက်ကမ်းမှာငါတန်းနာခဲ့ဘူးတဲ့နှုတ်ခမ်းတွဲလေးရဲ့တွင်ညင်းလုံးနဲ့လေတိုးတန်လို့စကားတန်လေးတွေရဲ့နှွေးထွေးနှုတ်ကြတဲ့ပါးပြင်အစုံတို့ရော်ရမ်းလွမ်းမိပါတယ်ညာလရုံးမှာခေါင်းငွေပြူချောင်းတဝင်လွာကိုတော့ရိုကျိုးစွာမြုပ်နှံခဲ့ပါတယ်အရှိဘက်မြို့ရိုးမှာတူးပါလေလေတစ်ချက်ဝေးလို့စံတွေဖတ်ယူရင်ဖျားယောင်းမှုမြောက်တယ်ဆိုတာလိုမျိုးသူယူတယောက်ရဲ့စိတ်တစားပါမာရီယာတစ်ဖက်သက်အချစ်ဆိုတာလဲတစ်ဖက်ကိုတတ်ပြီးမှချစ်ရတာမျိုးလေအဲ့ဒီတစ်ဖက်မှာငါနှလုံးသားတည်နေတော့မြေကြီးပဲနဲ့တူးရမလားအငွေ့ပဲပြန်တက်ပေးရမလားမြက်ခင်းနဲ့ပြစ်ထားလိုက်ပါမာရီယာခက်ညံ့ညံ့မွဲတဲ့ကံကိုမုန်းတယ်လို့မျိုးလက်ချောင်းဖောင်းဖောင်းလေးတွေကိုလက်ခေါက်မှုတ်ကြည့်ခြင်းတယ်လို့မျိုးအရေးမကြီးတဲ့လူရင်ဆန္ဒအတွက်အိုးစီဘုံမောင်းတီးပြီးတန်ရာပေါင်ယူသွတ်လိုက်ခြင်းတယ်အချင်းငယ်အလိုမတူတဲ့အခါအလွယ်တကူသေပေးဖို့နှလုံးသားအပေါ်တစုံကိုခါးကြားမှာဓာတ်တစ်ချောင်းလိုစောင့်ခြင်းပြီးတယ်မျက်စောင်းတစ်ချက်ထိုးရင်တော့စိတ်လူလက်ရပေါက်ကွဲထွက်ဖို့အသင့်လေအိုးအချစ်မာရီယာငါ့ကိုအချစ်မိုးပြီးအုပ်ချုပ်ပါမာရီယာဒါဟာတော်ဝင်တွဲကောင်းတွေရဲ့လက်သုံးတော်ဒါမဟုတ်တတဂီရီရဲ့နှလုံးသက်ပုတ်ကိုခြုမဲ့ယာမာမင်းရဲ့လေချွန်တန်မဟုတ်အရှိဘက်မျိုးရိုးရဲ့တရဲခုမဟုတ်စစ်ကြည်တဘိုးတန်မဟုတ်တကွန်မဟုတ်ရန်တက်သူပြုတ်တတ်တဲ့ဓားရောင်လှန်ရောင်နဲ့နှလုံးသွေးကိုမဲညစ်စေတတ်တဲ့မျက်နာနီးမြန်းမှုတွေလည်းမဟုတ်ပြန်ဘူးမာရီယာရဲ့ဝင်းရိုးစုံကိုဖြတ်တိုက်လာတဲ့လေကိုအနှောင်ဖွဲ့ကင်းကင်းရှူရှက်ရတယ်လို့ရင်ပတဲ့ထုတ်ချင်းခပ်ပဲရနံ့တွေပေါ်အမြင့်တွယ်ပြီးဘဝဆိုသောအရာကိုအပီးသိမ့်ပိုက်ထင်သားပဲအချစ်ကကင်ဆာပါလို့တကယ်ဆိုငါအစင်မပြေပါဘူးငါမာနနဲ့ငါအတ္တနဲ့ငါချစ်ချင်းနဲ့ငါပါအပေါ်ယံပျော်ရွှင်မှုတွေကိုငါမယုံဘူးမာရီယာမင်းကိုလည်းမပေးချင်ဘူးဒါနဲ့ပဲနတ်ဖျားတွေစီမှာငါအသက်နဲ့ဘဝကိုလောင်းကြီးထပ်ထားတယ်ကြံတွေဟာရတလောက်တော့အရေးညှစ်ခံရတာပါပဲရင်မထဲတင်းကျက်နေအောင်ခံစားရလဲငါချစ်ချင်းတွေကမြဲတယ်လို့တတ်သိထူပြရသေးမာရီယာမိုးတွေရွာနေတယ်ဝေးဖို့မှမတွေးရတာလာလန်းကိုပဲပြန်ပြရစီတော့ဒီကဘာမှာငါအတွက်အကျဉ်းနာနေတာလက်ခံပါပြီမင်းတို့သိတဲ့ပျော်ရွှင်မှုဆိုတာအပေါ်ယံတွေပါလို့ငါထပ်ပြောပြရစီမာရီယာရေငါမှာတော့လောင်လက်စနဲ့လောင်နေပါတယ်မိကျွမ်းလက်စငါ့ကိုများတွေးမိရင်ကျေးဇူးပြုပြီးတော့မီးစာလေးတစ်စလောက်ဖယ်သွားပေးပါ
အလင်းကိုမီးလုံးနဲ့ထည့်ဖမ်းပြီးအမောင်မှာထုတ်ကြည့်ုံနဲ့မင်းဘွားကိုပြန်ရှာနိုင်မလားမာရီယာဘယ်သူကဒါကိုအမှန်တရားပါလို့ပြောလဲပုံဆုံးကျူးလောက်မာနမတောက်ပြောင်လဲငါအမှန်တရားငါတို့မဖြစ်သင့်ခဲ့ဘူးအတ္တဟာမွေးမြူတင်တယ်လို့မင်းထင်လို့လားမိသားစုဟာမိသားစုနဲ့မတူတဲ့အချိန်အိမ်ဟာအတိုက်နဲ့တူလာမယ်မာရီယာငါတို့ရဲ့နတ်ဆိုးဟာငါတို့ကိုယ်တိုင်ဖြစ်တယ်ဆိုတာဘယ်နတ်ဆိုးမှလာပြောမှာမဟုတ်ဘူးမင်းအိမ်မက်ကိုမရှိစေနဲ့မာရီယာမသေးခင်လေးပဲချစ်ကြရတာလေမာရီယာမင်းစဉ်းစားကြည့်လာထွက်လာရင်ကြဲအောင်မှိန်မှာပဲအလင်းမရတာနဲ့ကြဲတွေကိုညှစ်ချဂျိုးသိန်းဂျိုမွားတွေရဲ့ဘဝမှာမကမ်းမင်မဲ့တောမတူရဲ့စင်တကောင်လိုယူကျုံးမရဒါတရားပါသလားမင်းမသိသေးပါဘူးမာရီယာတခါတလေကြဲကြွေကောက်သူတွေရဲ့ဆူတောင်းတဲ့တိတ်လေးမြေပြင်ပေါ်ခုန်ချကံစိတ်ဥရုအာဟာရဆိုတာတော့ရေတွက်ခွင့်မရတဲ့ကြဲမွဲတွေအတွက်မင်းဘာပြောမလဲမာရီယာကောင်းငင်ကိုကြည်ပါရောင်မိန်ကြဲမွဲတွေရဲ့ရာဇဝင်မှာမျောလင်းချက်ကိုငါးစာလုပ်ပြီးအလင်းရောင်ကိုဘယ်တော့မှမမျှဘူးဒါတစ္ဆာတရားကစိတ်ထွက်လာတဲ့မာနပဲဒါအိမ်မက်မဟုတ်ဘူးမာရီယာအမှန်တရားပါလို့ကြွေးကြော်နေပေမဲ့ငါမမားတာမင်းမှလက်မခံတာတန်တရားတွေပဲအယောင်တင်နေမှတော့ဘယ်ရက်ဘယ်ဇက်မှာဘယ်လိုကကွက်ဖြစ်မင်းမုန်းနေဦးမှာပဲမဟုတ်လားကောင်းငင်ဆန်လိုက်တာမာရီယာပေါ်ပါလွတ်လပ်ချင်းကိုမခုတ်တရုံနဲ့လက်ဆက်တဲ့တတိတလုံးလိုထုံးလန်းစင်လာတွေကြားမှာတော့အချိန်မတန်ခင်ကြွေကြခြင်းကအပူဖြစ်စဉ်တစ်ခုပဲပေါ့မာရီယာစိတ်ကူးဆိုတာပုတ်တိုးလွယ်တတ်တယ်ကြောက်တောင်တွေမာကြောပေမဲ့ဂူပေါက်တွေဖြစ်တည်တတ်သလိုဒိုများတတ်မှတ်ထားတဲ့နေလုံးဆိုတာမီးတွေတောက်လောင်နေတဲ့အဆိုင်ခဲကြီးပါပဲပုံနေနီးတွေကိန်းကနန်းတွေနဲ့တင်ချဆိုရင်အရန်ညံ့တာငါဝန်ခံပါတယ်အရန်တိကျလုံးတဲ့ဖြစ်စဉ်တွေမှာငါမနေတတ်တာခွင့်လွှတ်ပါမာရီယာတကယ်တော့မင်းမမှားဘူးကိုယ်ပိုင်ဥစ္စာအနေနဲ့ကိုယ့်အတ္တတော့ကိုယ်တိုင်ယူရကြမှာပဲမင်းထူထားတဲ့အရေးပေါ်မှာစိတ်ကြိုက်အယောင်တွေခြေခွင့်ရှိတယ်စေးစက်ကြရလင်းလွန်းရင်တော့မျက်စိကျိန်းတက်တာသတိရှိပါမာရီယာဘဝဆိုတာရေပွက်ပမာဆိုရင်ငါတို့စုံခဲ့ကြတာခဏငယ်လေးတွေပါမာရီယာအိမ်မက်တွေထပ်တူကြဖို့ဆိုတာထုံရက်ကြသူတွေရဲ့ယုံကြည်ချက်ပေါ်မူတည်တော့ချစ်စာလဲရှည်သေးမုန်းစာလဲတူပါသေးပြတ်တောက်သွားတဲ့ကျိုးတွေကိုပြန်ဆက်ရင်မူလတန်ဖိုးလျော့ကျတဲ့မာရီယာရေအဆက်အထုံးများပေမဲ့ဆွဲထားလို့ရနေသေးတာကတန်ဖိုးတစ်ခုပါနေလို့မကောင်းတော့တဲ့ကဘာမှာရှင်သန်မှုကခက်ခဲလာမှတော့ခဏငယ်လေးတွေမှာထပ်တူကြကြပါရဲ့ညဟာနေ့ရဲ့အသီးပွင့်ဖြစ်ပြီးအမောင်ဟာအလင်းထဲမှာပိတ်မိနေတယ်လို့ထင်မြင်ယူဆရင်ကို့အတွေးနဲ့ကိုလက်ဆက်ပစ်လိုက်ကြရုံပေါ့ထသွားပြန်ကြည့်သတိရှိပါမာရီယာတကယ်တမ်းလောကဆိုတာအလွဲတွေနဲ့စမ်းကြယ်နေတာလေအတွေးခေါ်ဆိုတာကလည်းအခေါ်တွေကိုစားပြီးတွေးရတယ်ဘဝရက်တီချက်အတွက်တောင်တလဲသီးလိုစူပေါင်းညီညာစရာလဲမလိုသလိုကိုယ်တိုင်စိုက်တဲ့စဘာမှဝမ်းဝတာမျိုးမဟုတ်တာပါရမီမြောက်တဲ့အမှားမျိုးဆိုတာမင်းညောင်းတွေတွေးရင်ပြုံးရပါတယ်ငါရင်ဘက်ပေါ်မှာအောင်လန်စိုက်ပါမာရီယာရုတ်တရက်အနာဂတ်ကိုတွေးမိတော့ရုတ်တရက်တိတ်ကိုလွမ်းမိပြန်ရောဆောင်စားခဲ့တဲ့မျောလင်းချက်ဆိုတာပဂတိတရားတွေကိုပြောင်းလဲမပြစ်နိုင်တော့မနှက်ဖြန်တွေကိုဂူးစိုက်ဖို့လိုသလိုလွတ်လပ်ခွင့်ကိုမြေစီလိုတတ်မှတ်မိပြန်ရောဘာပဲဖြစ်ဖြစ်ပေါ့လေချစ်တယ်လို့ထင်မိတဲ့အခါကိုယ့်ရင်ဘက်ကိုပြန်ကြည့်ပါတယ်မလိုအပ်ပဲသုံးတဲ့မူသားဟာ
ကဘာစမီးတွေစတင်ခြင်းပဲမဟုတ်လားကဘာကြီးကအလုံးကြီးဆိုရင်ပြဿနာအလုံးကြီးပဲဖြစ်လိမ့်မယ်ကဘာကြီးကလုံးချင်းလုံးပြားခြင်းပြပစ္စကံစတုကံကြိုက်တဲ့ပုံစံဖြစ်နေပါလေပြဿနာပုံဆောင်ငယ်ကြီးပဲဖြစ်လိမ့်မယ်ပြောစရာတွေရှားပါလာတဲ့နောက်ပိုင်းမင်းညောင်းကလွင်မပြောတတ်တော့ဘူးမာရီယာတောင်တန်းတွေရဲ့မြစ်တစင်းရဲ့တိတ်လှတဲ့အကာရန်အတားအဆီးတွေပေါ့လေတုကအေးလာတဲ့အခါပြန်မလာနိုင်သေးတဲ့တစ်ဖက်ချမ်းကမင်းရင်ဝင်ကိုတန်းတမိပြန်ရောဒါကလည်းအခိုက်အတန့်တစ်ခုပါလို့မှုန်နှန်းတွေကိုပြက်ရပြူရင်ကြိုးစားမှတ်ယူထားပါတယ်ဘလို့တန်ရမှဖြစ်เสียမရှိပါလှောင်ရင်ကြိုက်တဲ့ငှက်အတွက်ကြိုက်တော့အမြင့်မှာပြန်နေပါစေတန်ရောစင်နဲ့တိုးတိုးဝင်လာတတ်တဲ့အစာခွန့်ကျွေးမဲ့လက်ကလေးကိုတန်းတာလျက်ပါမာရီယာမိုးပေါ်ပါအောက်မှာငါထိုင်နေမိတယ်နေ့ရက်တွေဟာပြရုပ်တွေဖြစ်ပြီးခံစားမှုကသာအစစ်အမှန်ပါပန်းတွေဟာတစုံတစ်ယောက်ကိုဥတီပြီးမပွင့်ကြသလိုပြီးတော့လဲပြီးသွားတာပါပဲအစတွေရဲ့ခံစားချက်ကိုအဆုံးကနေထိုင်ကြည့်နေရတယ်လို့မျိုးပေါ့မာရီယာရေမင်းဟာငါရှင်သန်လို့စိတ်ရဲ့အကြောင်းပြချက်ပါအချစ်ဆိုတာကလည်းဆုလက်လိုလိုဝစ်ကျွေးလိုလိုမာရီယာမင်းကိုချစ်တယ်ဆိုတာအဲ့ဒီနှစ်ခုလုံးချစ်လို့ပါမာရီယာရေဒီနေရာမှာငါထိုင်နေတာကြာပါပြီတော်ရန်နဲ့တပင်တောင်ဆွေနဲ့ဂျိုင်ဝမ်ဟောဒီတောင်ရင်းမြစ်ကြီးထဲမှာငါးကလေးတွေရှိတာငါခံစားနိုင်ပါတယ်စိန်လုံးလေးတွေပခုံးမတင်းပြေးလွှားနေတဲ့တဘာဝတွေတဲကအပူဖြစ်စဉ်တွေငါစီရောက်မှအပျော်သွားတဲ့လှိုင်းကလေးတွေအပြိုမာလေးရဲ့ရှက်ပြုံးလိုမရဲတရဲတိုးဝင်လာတဲ့မြည်စီးတံကိုလည်းနားညောင်းနိုင်ပါတယ်မာရီယာလှေကြီးလှင်ငယ်အသွယ်ရဲ့ဘေးမှာရေမုံရေပွားလေးတွေကရက်တန်နေသူဖြစ်ငါ့ကိုလှောင်ပြောင်ကြပေါ့မြင်းရိုင်းတကောင်အတွက်ဇက်ကျိုးဆိုတာဘလောက်တင်းကျက်လဲလို့သူတို့နားမလည်ကြပါဘူးကန်းဆက်ဆိုတာနှစ်ဖက်ရှိမှရုတ်တရက်တွေးမိပြန်တော့ငါရှိနေတဲ့ကန်းဆက်ကမင်းနဲ့ဆက်ညင်ဘက်မှာဝါရပြန်စာမြစ်ချင်းချင်းကိုလက်ပစ်မကူးရတဲ့ငါအတွက်မဲပြုံးနေရေပေါ်ရှမ်းတက်လာခဲ့တယ်မာရီယာရေမြစ်ရေပင်ကိုကန့်လက်ဖြတ်ကြော်ကြည့်ပြီးတပ်ပြင်းတစ်ခုကိုဖန်တီးမိပြန်တော့ငါကူငါမုန်းလိုက်တာမာရီယာအဲ့ဒီနေ့ကမင်းပြုံးတယ်နှင်းရင်လူတဲ့နှင်းစီဖူးလေးလိုတွယ်နေတဲ့ရိုးရံညာမှာပန်းမြတ်မာလာတို့ရဲ့ဝင်ကြွားခြင်းတွေခြံရံတဲ့ဝစ်ဆန်လေးလိုတိရွက်ကလေးတွေလှုပ်ခတ်သွားရုံရိုက်ခတ်အရှိအရက်ကလေပြေလေညင်းလေးလိုရောက်တဲ့နေရာမှာခြေစုံရက်ကောင်းငင်တဲ့ရင်ဝင်ကြားကတောက်ပတဲ့ကြဲကလေးတွေလိုအလှပအားညှွန်းဆိုဖို့ရာတရမလောက်ဘီးမလောက်နဲ့ဝတ်တွားတတ်တဲ့နှလုံးသားများလမ်းလေကောင်းမှာအပြိုင်ရိုင်းဖူးပွင့်လို့ပေါ့အဲ့ဒီလိုနဲ့မျိုးဖလာခန်းစားချက်ကိုစီကင်ဆွဲပြီးပိုးဖလန်တို့ရဲ့ရာဇဝင်မှာတောက်ပါခြင်းကိုဘဝနဲ့ရင်းပြီးတွေ့တာခဲ့ကြပေါ့ခုံးခတ်ထားတဲ့ကံရည်ပင်လိုမာယာနဲ့ကြည်လင်ခြင်းပေါ်ကို့ရိတ်ကိုပြန်ကြည့်ပြီးဒီရပိုင်းအိမ်မက်တွေမှာမောင်းချတာတလက်ကိုမြင်နေမိတယ်အလေးကျပေါက်တဲ့တစ်သီးတစ်လုံးဆိုပေမဲ့ခူးချွေုံတတ်တတ်စိတ်ကူးကိုတော့အလိုမတူတာအမှန်ပါအဲ့ဒီနေ့ကမင်းရည်တယ်လေညာသားဝယုံရွှေကြီးထိုးနဲ့ပိုးပွားပါအောက်ကစိမ့်ဖန့်ဖန့်နှလုံးသားကတော့လောင်ကျွမ်းတော့မဲ့ပိုးဖလန်တကောင်အတွက်ဝင်ရိုးစုံနှင်းမှန်းလေးတို့ပြုံးနေဆိုယုံလေးပါနာကျင်မှုဆိုတာဒဏ်ရာအကြီးသေးနဲ့မဆိုင်ဘူးငါရင်းနှီးခဲ့တာအသက်မဲ့တဲ့ဖွဲစကွဲမှမဟုတ်တာပြေးလမ်းပေါ်ကသွေးဖီသွားတဲ့ရှိုက်တန်တွေနဲ့အော်မယ်ဟစ်မယ်ဝုံတိုင်းကျဲမယ်နှက်တွေတုတ်မယ်ထိုင်မယ်ထမယ်အမတ်စင်တက်ရလောက်အောင်ပုံသေးနီးမကြပဲမဲ့ဖြစ်ကြတဲ့ဆန်းအမူအရာတွေလမ်းမပေါ်အကုန်ပြစ်ချခဲ့တယ်ငါနဲ့ငါကဘာမှာတော့ငါသားလင်းချစ်တတ်သူပဲပျော်ပါသေးလေတရားဝဲသူတို့ရဲ့ထုံးစံတိုင်းကြကွဲသွားတဲ့မျက်ရည်တွေထားခဲ့ပြီးအ
ရိပ်မလို့အတိတ်မလို့တိန်လို့လေလို့လွင်မျောခွင့်နဲ့နေ့စဉ်တောင်းတဲ့စုတစ်ခုသာပို့ခဲ့တယ်ဟောဟိုအဝေးကမိခိုးတန်းတွေလို့ပေါ့ဆွေးမြေးတဲ့တိတ်ကိုင်းကြောက်ကလေးတွေကြားမှာခရုငယ်လေးတစ်ကောင်ရဲ့လှုပ်ရှားမှုကနှိကွေလွန်းနေဆိုပေမဲ့အဲ့ဒီတိတ်ကိုင်းကလေးတွေမကျိုးသွားစေချင်တာလည်းဖြစ်နိုင်ပါတယ်ဘယ်ရာတွေကဘလို့အဓိပ္ပာယ်ပါလဲထင်ကြံစေချင်တာတွေကခြေရာတွေမဟုတ်တာတော့သိကြပါတယ်မာရီယာစာတရံမှာတော့အဖြေတွေထက်မေးခွန်းတွေကပိုအရေးကြီးပါတယ်လိုချင်တဲ့အဖြေရဖို့မေးတဲ့မေးခွန်းဟုတ်မဟုတ်ရွေးတဲ့စကားလုံးဟုတ်မဟုတ်ဆိုတာနှလုံးသားကကြားနိုင်တာပါမင်းရောအဆင်ပြေရဲ့လားဒါကမေးခွန်းမဟုတ်ဘူးမာရီယာမေတ္တာစာစကားပါတလောကမှတ်တဲ့အိမ်မက်တွေထဲမှာမင်းမျက်ကြည်လွာလေးခမ်းနေတာစမ်းချောင်းလေးတွေညှိုးငင်နေတာတိမ်တွေညိုပုတ်နေတာနမိတ်ပုံတွေရဆိုရင်ဝက်ချံကလေးတွေရင့်ထော်နေတာအရာအလုံးဟာအဖြေနဲ့ထိတွေ့ပြီးသားမေးခွန်းတွေပါပဲမာရီယာစကလုံးတွေရဲ့နည်းနည်းမှုဆိုတာကလည်းခံစားတတ်သူတွေမှသာနားလည်တာပါမြစ်ပြင်ကျဲကျဲမှာလေတက်နှံ့ကိုရှူပြဲလူလူရနတ်နဲ့ပန်းတပွင့်ကိုနမ်းရင်မင်းရဲ့ရည်သွမ်းသွေးမှုမှာခိုးကတ်ချင်အောင်ပါကဘာကြီးရဲ့ကွက်ကြားစစ်တွေဆိုတာအဖြေတွေနဲ့တိဆောက်ထားတဲ့လက်ဆက်မြေတက်မှတ်မှုတွေပေါ့ဖြေမလို့ခြင်းနဲ့မေးခွန်းမေးပါဆိုရင်မင်းရောငါ့ကိုချစ်သေးရဲ့လားဘာသာဗီဒတွေကြားထဲမှာအယူဝါဒတွေကအကဲဆက်လာလိုက်တာကြပြန်တန်ရောစင်တွေကအလင်းနုနုလေးထဲမှာတွေးရောရှက်တင်အဘိဓမ္မာတွေကဖော်ပြချက်ကိုပဲအမှန်လို့သတ်မှတ်ခဲ့ကြတာမဟုတ်လားတကယ်တမ်းတော့နားမလည်မှုဆိုတာတွေကနားလည်အောင်မပြုလို့တာလဲပါတာပေါ့ထားလိုက်ပါတော့မာရီယာလူဆိုတာအမှန်တရားကိုချစ်ပြီးအမှားတွေကိုလည်းလုံမိတတ်ကြပါတယ်အမှန်နဲ့အမှားကိုကွဲကွဲပြားပြားနားမလည်မှုဆိုပါတော့